ကျွန်တော်ဒီမှာဂျိုသားလေ ဂျူသား ဂျိုသားလှမ်းပြီးတော့အခွေကြောဒီခွေကိုသူကလှမ်းလက်တက်လက်တော့အဲ့မှာဟိုစစ်သားတယောက်ကဖြက်ဝင်သွားတာဟာတော့ဟိုမှာခွေကောင်လဲဆိုတော့ကျွန်တော်အောက်ကိုငုံကြည့်ရကျွန်တော်ရှေ့မှာကားစီးရှိတယ်အောက်ကိုငုံကြည့်တော့တွေ့လဲတွေ့ရောကျွန်တော်အောက်ကနေလှမ်းပစ်တာဒင်းနေပေါ့ဗျာဒင်းလှမ်းဆွဲတော့သူတို့ရမှာလူက2ယောက်3ယောက်ထွက်လာအခွေးတွေက2ကောင်3ကောင်တော့ထွက်လာတော့ကျွန်တော်ကလည်းဒီမှာတောင်ခွေးဆိုတော့ဒီဘက်တောင်းတယ်ဟိုဘက်တောင်းတယ်အဲ့လိုလှမ်းပြီးတော့ strike ပစ်တာပေါ့အဲ့လိုပစ်တဲ့အချိန်မှာသူတို့ကရှေ့ကိုတိုးလာတော့ကျွန်တော်လည်းအမှနောက်ဆုံးမလို့လှုပ်တာဂျိုသားကျွန်တော်တောင်ခွေးကနေလှမ်းပစ်တာဆိုတော့ကျွန်တော်ဘေးနာနေကြည့်အောင်ရွှေကျွန်တော်လှမ်းလိုက်ကြည့်လေကျွန်တော်နောက်မှာဂျိုသားဖြစ်နေတော့ဟာဂျိုသားရာဘယ်လိုလှုပ်တာကိုအသေးတွေပါရောရောင်းဘေးမှာကိုပြေးကက်လိုက်ရတယ်